မေလာ6ရက်နေ့ထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူသည်ဟုသတ်မှတ်ကြလော့ထာဝရဘုရားသည်ငါတို့ကိုဖန်ဆင်းတော်မူ၍ငါတို့၏အရှင်ဖြစ်တော်မူ၏ဆလံကျမ်းခန်းကြီး100ခန်းငယ်3မြည်သည့်အချိန်မြည်သည့်အချိန်တွင်မဆိုဘုရားသခင်သည်မြည်သူနည်းအကယ်စင်စစ်ဘာလဲဟုသည်မေကုန်းမေးခံရတဲ့ပေါ်မြင်လေးတစ်ခုကိုသတိရမိပါတယ်ပေါ်မြင်လေးမှာရာသီဥတုကောင်းမွန်သောနေ့တွင်ကလေးငယ်တစ်ဦးမှဆွန်လွတ်နေရာလေးပင်တိုင်းမှုကြောင့်တပြည့်ပြည့်နဲ့ကောင်းကင်မြင့်အထက်သို့တက်သွားပြီးတော့တေတုကြားသို့ရောက်ရှိနေကြတွင်လူတွေဦးကကလေးမင်းဘာလုပ်နေရလဲဟုမေးရာထိုကလေးငယ်ကဆွန်လွတ်နေတာပါဗျာဟုဖြေလေတယ်ထိုလူကြီးကမင်းကဆွန်လွတ်နေတယ်ဆိုသည်ဆွန်ကိုတွေ့မှမတွေ့ရတော့တာတေချာလို့လားဟုထင်မိရာသူကမမြင်ရမှန်ပေမဲ့တစ်ချက်စောင့်ဆွဲတာကိုသိနေရတော့ကျွန်တော်ဆွန်ရှိနေတာအသေးချာပါပဲဟုဖြေကြလေကျွန်တော်ဒီလဲဘုရားခင်ရှိသည်ကိုသိကြပါတယ်မိသူစကားကိုမှမယုံကြည်ဘဲနဲ့တင်ကိုယ်တိုင်စူးစမ်းကြည့်ပွေရန်ဖြစ်ပါတယ်ယနေ့အတွက်ဆုတောင်းကြအိုဖဘုရားခင်တန်ရှင်သောဝိညာဉ်တော်ရဲ့နှွေးထွေးမှုနဲ့အရှင်တည်ရှိကြောင်းသိရှိပါတယ်အာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တူတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါတယ်ခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆုတောင်းချက်ကလေးကိုဖတ်ပြပေးအောင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရပ်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ